မသိသေးတဲ့ပုတ်ပါတောင်ရဲ့လှုပ်ဝက်ချက်၅ခုမြန်မာပြည်ရဲ့ OA စစ်လို့တင်စားကြတဲ့ပုတ်ပါတောင်ဟာနတ်တီဆိုင်ရာတင်မကပဲသိပ်ပန်နဲ့ဒဏ္ဍာရီကြားကလှုပ်ဝက်ချက်တွေအများကြီးရှိနေတာတင်သိပါသလားလူအများစုမသိသေးတဲ့အချက်၅ခုကိုပြောပြပေးပါမယ်1မီးတောင်ရှင်လားမီးတောင်တီလားပုတ်ပါဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000ခွဲခန့်ကနောက်ဆုံးချိန်ပောက်ကွဲခဲ့တဲ့မီးတောင်တီကြီးပါဒါပေမဲ့ထူးဆန်းတာကအောက်ခြေမှာရှိနေတဲ့အပူချိန်ကြောင့်စိမ့်စမ်းရည်တွေတစ်နှစ်ပတ်လုံးထွက်နေတာပါဒါကြောင့်ပဲပုတ်ပါဟာဘယ်တော့မှမချောက်သွေးတဲ့မှော်တောင်ဖြစ်နေရတာပါနှစ်ပုတ်ပါဟာတောင်ကလပ်မဟုတ်ဘူးလူတော်တော်များများဖျားဖူးသွားတဲ့တောင်ကလပ်ဆိုတာတကယ်တော့ပုတ်ပါတောင်မဟုတ်ပါဘူးသူကမီးတောင်ပောက်ကွဲတုန်းကထွက်လာတဲ့ချိုရီခဲကြီးပါပုတ်ပါတောင်စစ်ကတော့သူ့ဘေးနားကပူမြင့်တဲ့တောင်မာကြီးပဲဖြစ်ပါတယ်3စောကြီးရဲ့စီးဥယျာဉ်ပုတ်ပါမှာစီးပဝင်အပင်မော900ကျော်ရှိပါတယ်အကီးရက်သမားတွေယုံကြည်ကြတာကတော့ဒီတောင်ပေါ်မှာစောကြီးတွေစိုက်ပျိုးခဲ့တဲ့အသေးရှင်စည်းတွေအခုထိရှိနေသေးတယ်လို့ဆိုကြပါတယ်ဒါကြောင့်လေဒီနေ့ထိဝီဇာစောကြီးလိုက်စားသူတွေရဲ့အချက်အချာဖြစ်နေတာပေါ့လီမီအောင်နဂါးပြည်ရဲ့တကားဝရှီလူကြီးတွေရဲ့အဆိုအရပုတ်ပါတောင်ရဲ့စိမ့်စမ်းရည်ထွက်ပေါက်အချို့ဟာမီအောင်နဂါးပြည်နဲ့ဆက်သွယ်ထားတယ်လို့ယုံကြည်ကြပါတယ်အထူးသဖြင့်ပကံရာဇဝင်တွေကနဂါးနဲ့လူဆက်နွယ်မှုတွေဟာဒီပုတ်ပါမြေကနေစတင်ခဲ့တာဖြစ်ပါတယ်နံပါတ်5အနိုယထာမင်းကြီးရဲ့စစ်ဗျူဟာပုတ်ပါဟာနတ်တင်မကပဲစစ်ရေးရလဲအချက်ချာကြပါတယ်အနော်ရထာမင်းကြီးဟာပုတ်ပါတောင်ကိုအခြေပြုပြီးပကံအင်ပါယာကိုကာကွယ်ဖို့ကင်းတက်တွေထားခဲ့ပါတယ်ဗျက်တာရဲ့ပန်းဆက်လမ်းကြောင်းကလည်းဒီနှစ်ခေတ်လူတွေမတိသေးတဲ့ဟီဝစ်တောင်ကြားလမ်းတွေရှိခဲ့တာပါတီလိုထူးကြတဲ့ပုတ်ပါတောင်အကြောင်းကိုတင်ရော့ဘလို့ထင်လဲနောက်ထပ်ဘလို့ဟီဝစ်ချက်တွေတိထားသေးလဲကိုမတ်မှာပြောခဲ့ပါဦး